မင်္ဂလာပါရှင်လိုင်ဇာ TV ရဲ့ဗမာတိုင်းနာဘာသာစီစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်အောက်တိုဘာ15ရက်နေ့ညရရှိထားတဲ့သတင်းတွေကိုကျမအခုပိုင်းကျေလာကနေပြီးတော့တင်ဆက်ပေးသွားပါမယ်ရှင်ပူတာအိုမြို့ရှိ KIA KPDF PDF တပ်ဖွဲ့ဝင်17ဦးဟာလက်နက်ချပြီးစစ်ကော်မရှင်ထံအလင်းဝင်လာကြောင်းစစ်တပ်ကိုထောက်ခံသူတွေဟာအောက်တိုဘာ13ရက်နေ့သတင်းအမှားများထုတ်ပြန်ထားပါတယ်မြစ်ကြီးနားမပခတွင် KIA တပ်ဖွဲ့ဝင်မှစစ်ကော်မရှင်ထံအလင်းဝင်လာသူများကိုမိဘများထံပြန်ရေးအနက်အစီအစဉ်ဟူ၍အောက်တိုဘာ13ရက်နေ့တွင်စစ်တပ်ကိုထောက်ခံသူများဟာပုံနှင့်အတူလူမှုကွန်ရက်ပေါ်တွေဖြန့်ဝေလာပါတယ်အောက်တိုဘာ9ရက်နေ့တွင်လည်းပူတာအိုကိုလံပူဒေတာရှိပြည်သူများကိုတအိမ်ထောင်တယောက်မလာမနေရဟုအမိန့်ထုတ်ပြီးတအူးနဲ့မြန်မာငွေကျပ်15000စီပေးပြီး KIO KIA ကိုမလိုလားကြောင်းစန္ဒပြပြောဆိုမှုများပြုလုပ်ခိုင်းကြောင်းလည်းသိရပါတယ်ဒေတာခံများကပူတာအိုဒေတာမှ KIA KIO KPDF PDF စန့်ကျင်တူမရှိကြောင်းနှင့်တွားရောက်ပါဝင်သူများကလည်းစစ်တပ်မှအတင်းအဓမ္မဖိအားပေးလှုပ်ဆောင်စေခြင်းကြောင့်ပြုလုပ်ရကြောင်းဒေတာခံများပြောကြားချက်အရာသိရပါတယ်ရှင်စစ်တပ်ဟာယခုအချိန် KIA PDF ပူးပေါင်းတပ်များရှိရာနေရာများတွင်ထိုးစစ်ဆင်မှုပြုလုပ်နေသည့်တာမကပြည်သူများအထင်အမြင်လွဲမှားစေမည်မဟုတ်မမှန်တဲ့များကိုထုတ်ပြန်တာဟာစစ်တပ်လုပ်နေကြနီလန်းများတာဖြစ်ကြောင်းပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနိုဘူးကဆိုထားပါတယ်စစ်ကော်မရှင်တပ်ဖွဲ့မှစာတင်ကြောင်းစားတဲ့နေရာတွေမှာပြစ်မှတ်ထားပြီးပုံကျဲတိုက်ခိုက်တာတွေကြောင့်ကျောင်းသားကျောင်းသူများအတက်တေဆုံးသူများလာကြောင်းသိရပါတယ်ရှင်။အောက်တိုဘာ1ရက်နေ့ကနေအောက်တိုဘာ14ရက်နေ့ထိစစ်တပ်ရဲ့လေရင်ပုံကျဲမှုကြောင့်ကျောင်းသူကျောင်းသား10ဦးတေဆုံးကအယောက်20ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာ13ရက်နေ့ကလည်းရှမ်းပြည်နယ်ချင်းပြည်တွေမှာစာတင်ကျောင်းနေရာမှာပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ကျောင်းသား2ဦးအသက်တေဆုံးခဲ့ပါတယ်။စက္ကစတပ်တွေဟာတိုက်ပွဲတိုင်းမှာအထိနာစစ်ရှုံးနေတာကြောင့်အခုလိုပြည်သူတွေနေတဲ့နေရာစာတင်ကြောင်းဈေးရုံစားတဲ့နေရာတွေနဲ့ပြည်သူအများနေရာတွေမှာဘုံကျဲချတာတွေပြုလုပ်နေတာကြောင့်သိရပါတယ်ရှင်။တနိုင်းကချင်တိုင်းရင်းသား Kachin Literature Association JWCA မှကချင်လူမျိုးများရိုးရာယဉ်ကျေးမှုပေးတော်တွေမှာအဓိကအတုံးပြုတဲ့ဒွန်ဘာဒူရီယာအတီတင်တန်းကိုတင် जा ပေးနေကြောင်းရိုးရာကော်မတီတာဝန်ရှိသူများထံမှသိရပါတယ်။တင်တန်းကိုအောက်တိုဘာလ14ရက်နေ့မှ30ရက်နေ့အထိတနိုင်းမြို့မနိုကွန်းတွင်ပြုလုပ်တွားမည်ဖြစ်ပြီးဒွန်ဘာတိခတ်မှုတွေကိုတင် जा ပေးတွားမည်ဖြစ်ကြောင်းလည်းသိရပါတယ်။ယခုအချိန်ဒွန်ဘာတိတက်တူနေလာတာကြောင့်နောင်လာနောင်သားတွေအချိန်ထိမပြောက်ကွယ်တွားနိုင်အောင်ရိုးရာအမွေအနှစ်ကိုဆက်ပြီးထိန်းသိမ်းထားနိုင်အောင်အခုလိုတင်တန်းကိုဖွင့်လှစ်တာဖြစ်ကြောင်းတာဝန်ရှိသူတို့ပြောပါတယ်။တင်တန်းတွေမကော့ကျေးရွာတင်ကုတ်ကျေးရွာနဲ့တနိုင်းမြို့လူငယ်များအခြားစိတ်ဝင်စားသူတွေလာရောက်ပါဝင်တက်ရောက်ကြောင်းလည်းသိရပါတယ်ရှင်။နာဆင်ခေကြတော့မြပပီတူများအားလုံးကိုစိတ်နှဖျားရှင်လန်းချမ်းမြေ့ကြပါစေရှင်။